ညနေခင်းတစ်ခုမှာတော့အဖိုးကြီးတယောက်ဟာဘတ်စကားဘောကနေအလျင်အမြန်ဆင်းပြီးသူ့ရဲ့စပိန်ကိုယူကရွာကိုအမြန်ပြန်လာခဲ့ပါတယ်။ဒီလိုနဲ့ပြောင်းမှုကင်းကြီးတစ်ခုအနားအရောက်မှာတော့စာကြောင်းရုပ်ကြီးကိုကြောက်ရတဲ့ကြားနဲ့ကြည့်ပြီးသူ့ရဲ့စပိန်ကိုခတ်တုတ်တုတ်အမြန်နဲ့ရွာကိုပြန်လာခဲ့ပါတယ်။အဲဒီနောက်ရွာထဲကိုရောက်လာခဲ့တဲ့အခါအချိန်ကည9 နာရီဖြစ်နေပြီမို့ကြောက်လန့်စွာနဲ့အိမ်ကိုအမြန်ပြန်လာပြီးအိမ်တကားကြီးရဲ့ဘေးမှာရှိတဲ့တကားပေါက်တေးသေးလေးကိုဖွင့်ပြလိုက်ပါတယ်။အဆိုပါချိန်မှာပဲအိမ်ရှိကနေအရေးတစ်ခုကဖြတ်သွားခဲ့တာကြောင့်အဆိုပါလူကြီးလည်းတပ်ပြင်းချနိုင်ခဲ့ပါတယ်။ထိုနည်းတူစွာပဲရွာထဲမှာရှိနေတဲ့လူတွေအားလုံးလည်းသူတို့အိမ်မှာရှိတဲ့တကားပေါက်တေးသေးလေးတွေကိုအလင်းအမြန်ဖွင့်ထားခဲ့ကြပါတယ်။အဆိုပါအချိန်မှာပဲအရာတစ်ခုကရွာထဲမှာရှိတဲ့တကားဖွင့်ထားတဲ့အိမ်တိုင်းကိုလိုက်ကြည့်ရှုနေခဲ့ပြီးတကားမဖွင့်ထားတဲ့အိမ်တစ်ခုအရှိမရပ်သွားခဲ့ပါတယ်။အဆိုပါအိမ်ထဲမှာညာကစားလင်းမယားနှစ်ယောက်ကသူတို့ရဲ့မင်္ဂလာဦးညကိုပျော်ရွှင်စွာဖျက်ဆီးနေခဲ့ကြတာမို့ယောက်ျားပြစ်သူကနိုင်ကိုကြည့်လိုက်တဲ့အခါအချိန်က9 နာရီကျော်သွားပြီဆိုတာကိုသိလိုက်တာကြောင့်အိမ်မှာရှိတဲ့တကားပေါက်သေးသေးလေးကိုကြောက်လန့်တကြားနဲ့အလျင်အမြန်ပေါက်ဖွင့်ဖို့လုပ်ခဲ့ပေမဲ့အချိန်ကနောက်ကျသွားပြီပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ကာကူတာဆိုတဲ့တရေဟာအိမ်တကားကိုဒေါသတကြီးနဲ့ဖွင့်ပြီးအဆိုပါကောင်လေးကိုစောင့်ကန်ခဲ့လိုက်ပါတယ်။နောက်တစ်နေ့မှာတော့အဆိုပါကောင်လေးရဲ့ကြောမှာဘိုးတစ်ခုထွက်နေခဲ့ပြီးရွာထဲမှာရှိနေတဲ့လူတွေကလည်းအဆိုပါကောင်လေးကိုတီလူအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။အဆိုပါကောင်လေးရဲ့နာရီကိုလာတဲ့ကောင်လေးတယောက်ကအင်္ဂါနေ့ည9 နာရီမှာတကားမဖွင့်ရင်ဘာဖြစ်လဲဆိုပြီးသူ့ရဲ့ဦးလေးဖြစ်သူကိုမေးကြည့်ခဲ့တဲ့အခါအခုလိုရှင်းပြခဲ့ပါတယ်။ရာတိုဒီလို့ခေါ်တဲ့သူတို့ရွာမှာထူးခြားတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့အိမ်တိုင်းမှာပုံမှန်တကားကြီးတွေအပြင်အိမ်ရဲ့ဘေးဘက်နေရာတွေမှာဖောက်ထားတဲ့တကားပေါက်တေးသေးလေးတစ်ခုစီရှိပြီးအဆိုပါအရာကိုတရေဝင်ပေါက်လို့သတ်မှတ်ထားခဲ့ကြပါတယ်။စီကံကဘာလဲဆိုရင်အင်္ဂါနေ့ညတိုင်း9 နာရီ15 မိနစ်အတိမှာအဆိုပါတကားပေါက်လေးကိုဖွင့်ထားပေးရမယ်။တကယ်လို့တကားပေါက်ကိုမဖွင့်ပေးမိရင်ကာကူတာဆိုတဲ့တရေကဒေါသတွေထွက်ပြီးအဲ့ဒီအိမ်မှာရှိတဲ့ယောက်ျားသားတရားရောက်ရဲ့ကြောမှာကလပ်အုပ်လိုမျိုးအဖူကြီးထွက်လာမယ်။ပြီးရင်73ရက်အတွင်းမှာအဲ့ဒီလူတေရမယ်။အဲ့ဒါကပဲဒီရွာရဲ့မပြတ်ခွင့်ရမယ့်စီကံပဲဆိုပြီးအဖိုးကြီးကကောင်လေးကိုရှင်းပြခဲ့ပါတယ်။ဒီလိုနဲ့တညမှာတော့အိန္ဒိယရဲ့ဖခင်ဟာအိန္ဒိယအတွက်တင့်တော်မဲ့ကောင်လေးကိုရှာဖွေခဲ့ပါတယ်။ဒါပေမဲ့အိန္ဒိယကတော့သူ့မှာချစ်သူကောင်လေးရှိတာကြောင့်ဖခင်ပြစ်သူစီစဉ်ပေးတဲ့ကောင်လေးကိုညှင်းဆန်ခဲ့ပါတယ်။အိန္ဒိယရဲ့မိခင်ကလည်းအိန္ဒိယဘက်ကနေရက်တည်ပေးခဲ့ပြီးသမီးမှာချစ်သူကောင်လေးရှိရင်ခေါ်လာခဲ့ပါဆိုပြီးပြောခဲ့တာကြောင့်အိန္ဒိယလည်းပျော်ရွှင်သွားခဲ့ပါတယ်။နောက်ပြီးအိန္ဒိယမှာဂိုမာဒီဆိုတဲ့အမအမတယောက်ရှိပါတယ်။ဂိုမာဒီဟာအိမ်ငယ်ရေရောက်ပြီးရှောက်သွားတတ်တဲ့အကျင့်ရှိပါတယ်။ညဘက်ဆိုရွာထဲကိုရှောက်ကပ်သွားပြီးမိုးလေးမှပြန်လာတတ်တာကြောင့်ရွာထဲကလူတွေကဂိုမာဒီကိုအပြတ်မဆိုပြီးကြွယ်ရမှာတစ်တင်ရှုပ်ချခဲ့တာမို့သူမရဲ့အခန်းတကားကိုအရှိကနေလောချပြီးအခန်းအောက်နေထိုင်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အိန္ဒိယတယောက်သူမရဲ့ချစ်သူဆန်နီနဲ့တွေ့ဆုံပြီးသူမရဲ့ဖခင်အကြောင်းကိုပြောပြကာသူမရဲ့မိဘတွေနဲ့လာရောက်တွေ့ဆုံဖို့ပြောနေခဲ့ပါတယ်။အိန္ဒိယရဲ့ဖခင်ဟာဘိုးယူယူနေခဲ့တာဖြစ်ပြီးအင်္ဂလိပ်စာကျွမ်းကျင်တဲ့တမတ်တယောက်ကိုလိုချင်နေခဲ့တာကြောင့်ဆန်နီကိုအင်္ဂလိပ်စာလေ့လာဖို့ပြောနေခဲ့ပါတယ်။ဆန်နီကလည်းကိုကစီးပွားရေးပဲလုပ်တတ်တာပြီးတော့အင်္ဂလိပ်စာလည်းမတတ်ဘူးကိုကမင်းရဲ့နာမည်နဲ့မုတ်ဆိုင်တစ်ခုကိုဖွင့်ထားပေးတယ်နောက်ထပ်မင်းအဖေရဲ့နာမည်နဲ့မုတ်ဆိုင်ဖွင့်ပေးဆိုရင်ကိုကဖွင့်ပေးနိုင်တယ်ဒါပေမဲ့မင်းတောင်းဆိုတဲ့အရာကိုတော့ကိုမလုပ်နိုင်ဘူးဆိုပြီးညှင်းဆန်ခဲ့တာကြောင့်အိန္ဒိယတယောက်ဆန်နီကိုစိတ်ဆိုးသွားခဲ့ပြီးကျမရဲ့အမေပြောတာမှန်တယ်ရာတိုဒီကလူတွေကပညာလည်းမတတ်ဘူးအယူလည်းတီးကြတယ်ဆိုပြီးစိတ်ဆိုးစွာနဲ့ပြောခဲ့လိုက်ပါတယ်ဆန်နီကလည်းအယူတီးတာမဟုတ်ပါဘူးဟိုတလောကမှကိုတို့ရွာကကောင်လေးတယောက်ဘာဖြစ်သွားရဲဆိုတာကိုမတွေ့ဘူးလားဆိုပြီးပြောခဲ့တဲ့အခါတရေတွေကိုအယုံကြည်မရှိတဲ့အိန္ဒိယကလည်းအဲ့ဒါကကူးစက်ရောဂါတစ်မျိုးပဲဆရာဝန်နဲ့တခြားပြပြီးကုသလိုက်ရင်ပျောက်သွားမှာပဲဆိုပြီးပြန်ပြောခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆန်နီလည်းစိတ်ဆိုးနေတဲ့အိန္ဒိယရဲ့စကားကိုနားထောင်ပြီးအင်္ဂလိပ်စာလေ့လာဖို့ဆုံးဖြတ်ခဲ့ပါတယ်အိန္ဒိယကလည်းဆန်နီတယောက်အင်္ဂလိပ်စာလေ့လာနိုင်မှုအတွက်တစ်ဖက်ကနေကူညီပေးခဲ့ပြီးသူမရဲ့ဖခင်မေးလေးရှိတဲ့ကောင်းဆိုတဲ့အဆေးကိုအလွတ်ချက်ခိုင်းခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆန်နီတယောက်အိန္ဒိယရဲ့ဖခင်နဲ့တွေ့ဆုံဖို့အသေးဖြစ်နေပြီဖြစ်တာကြောင့်တွားရောက်တွေ့ဆုံခဲ့ပါတယ်ဒီလိုနဲ့အိန္ဒိယရဲ့ဖခင်နဲ့တွေ့ဆုံခဲ့တဲ့အခါဆန်နီကသူ့မှာအသစ်ပါလာတဲ့မုတ်အချိုတွေနဲ့အိန္ဒိယရဲ့ဖခင်ကိုမျက်နှာချိုသွင်းနေခဲ့ပေမဲ့အိန္ဒိယရဲ့ဖခင်ကစာရွက်တစ်ရက်ကိုထုတ်ပေးကအထဲမှာပါတဲ့အဆေးကိုဖတ်စီခဲ့ပါတယ်ဆန်နီကလည်းအိန္ဒိယတင်မိထားတဲ့အတိုင်းကောင်းဆိုတဲ့အဆေးကိုခက်တီတီနဲ့ရွတ်ပြခဲ့တဲ့အခါအိန္ဒိယတို့သားအမိကပျော်ရွှင်စွာနဲ့လက်ခုပ်တွေတီးကအားပေးခဲ့ကြပေမဲ့အိန္ဒိယရဲ့ဖခင်ကတော့အိန္ဒိယကိုရုပ်တည်ကြီးနဲ့ကြည့်နေခဲ့ပါတယ်အိန္ဒိယကလည်းဖခင်ပြည့်သူရဲ့မျက်နှာကိုကြည့်ပြီးတခုခုမှားနေပြီဆိုတာကိုသိသွားခဲ့တာကြောင့်ဆန်နီရဲ့လက်ထဲကစာကိုယူပြီးဖတ်ကြည့်ခဲ့တဲ့အခါကောင်းဆိုတဲ့အဆေးမဟုတ်ပဲ my best friend ဆိုတဲ့အဆေးပဲဖြစ်နေခဲ့တာကြောင့်အိန္ဒိယလည်းဘာပြောရမှန်းမသိဖြစ်သွားခဲ့ပါတယ်
အဲ့နောက်မှာတော့ဆန်နီတယောက်အိန္ဒိယရဲ့ဖခင်ကသူ့ရဲ့သမီးနဲ့သဘောမတူဘူးဆိုတာကြောင့်တငယ်ချင်းဖြစ်သူရဲ့စပင်ညက်ဆိုင်ကိုသွားပြီးအရက်တွေတောက်ကရင်ဖွင့်နေခဲ့ပါတယ်အဆိုပါချိန်မှာပဲအိန္ဒိယကရောက်လာခဲ့ပြီးရှင်ကျမကိုတကယ်ချစ်တယ်ဆိုရင်ကျမတို့ခိုးပြကြမယ်ဆိုပြီးပြောလာခဲ့တာကြောင့်ဆန်နီတယောက်ပျော်ရွှင်သွားခဲ့ပါတယ်ဒီလိုနဲ့နောက်တစ်နေ့မှာတော့ဆန်နီနဲ့အိန္ဒိယတို့ကဖះเจ้าကိုသွားရောက်ပြီးသူတို့နှစ်ယောက်လက်ထပ်လို့ရမယ်ရက်ကောင်းရက်မြတ်ကိုရွေးခဲ့ကြပါတယ်ဒီလိုနဲ့ဖုန်းတော်ကြီးကမနေ့ကညနေ9 နာရီကမင်းတို့နှစ်ယောက်လက်ထပ်ဖို့အတွက်အတင်းတော်ဆုံးပဲဆိုပြီးပြောဆိုခဲ့တာကြောင့်အိန္ဒိယလည်းလက်ခံခဲ့ပါတယ်ထိုအချိန်မှာပဲဆန်နီရဲ့တငယ်ချင်းကမနေ့ကမရဘူးလေမနေ့ကငါတို့တကားဖွင့်ရမယ်ရက်ဖြစ်နေတယ်ဆိုပြီးဆန်နီကိုပြောဆိုခဲ့ပါတယ်ဆန်နီကလည်းလက်ထပ်မဲ့ရက်ကိုအခြားရက်တောင်းရွှေ့ပေးဖို့ဖုန်းတော်ကြီးကိုပြောခဲ့ပေမဲ့တရေတစီတွေကိုအယုံကြည်မရှိတဲ့အိန္ဒိယကတော့လက်ထပ်ပွဲကိုမနေ့ကလုပ်ကိုလုပ်မယ်ဆိုပြီးပြောဆိုခဲ့ပါတယ်ဒီလိုနဲ့ညရောက်တဲ့အခါအမားဖြစ်သူကိုမာတီနဲ့တွေ့ဆုံပြီးမနေ့ကဆိုဆန်နီနဲ့ခိုးရလိုက်ပြီးမင်္ဂလာဆောင်တော့မှဖြစ်ကြောင်းအိန္ဒိယကပြောပြခဲ့ပါတယ်ကိုမာတီကလည်းအိန္ဒိယကိုမင်္ဂလာလက်ဖွဲ့အနေနဲ့လက်စွပ်လေးတစ်ကွင်းကိုပေးခဲ့လိုက်ပါတယ်အိန္ဒိယကသူနဲ့အတူမနေ့ကဖះเจ้าကိုလိုက်ခဲ့ပါလားဆိုပြီးပြောခဲ့တဲ့အခါကိုမာတီကတော့ညှင်းဆန်ခဲ့ပြီးအခန်းထဲကိုပြန်ဝင်သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဆန်နီတယောက်ဖះเจ้าကိုတွားရောက်ဖို့အတွက်ပြင်ဆင်ပြီးပျော်ရွှင်စွာနဲ့ထွက်လာခဲ့တဲ့အချိန်ဖခင်ပြသူကလည်းတငယ်ချင်းတွေနဲ့ဖះဘူးသွားမှဖြစ်တာကြောင့်အိမ်မှာနေပြီးည9 နာရီထိုးရင်တကားကိုဖွင့်ထားဖို့ဆန်နီကိုမှားကထွက်သွားခဲ့ပါတယ်အဲ့နောက်မှာတော့ဆန်နီတယောက်ဖခင်ပြသူကိုအမှန်တိုင်းပြောဖို့စူးစမ်းခဲ့ပေမဲ့အခွင့်မတာခဲ့တာကြောင့်တယောက်ချင်းအိမ်မှာကြံရင်းခဲ့ရပါတယ်အဆိုပါချိန်မှာပဲအိန္ဒိယကဖုန်းဆက်လာခဲ့တာကြောင့်ဆန်နီလည်းမင်္ဂလာဆောင်မှုအတွက်ဖះเจ้าကိုထွက်လာခဲ့ပါတယ်အဲ့နောက်မှာတော့ဆန်နီနဲ့အိန္ဒိယတို့ဖះเจ้าမှာမင်္ဂလာပွဲကျင်းပနေခဲ့တဲ့အချိန်ဆန်နီရဲ့တငယ်ချင်းကနိုင်ကိုကြည့်ပြီးဆန်နီကိုတတိလန့်ပေးခဲ့လိုက်ပါတယ်ဆန်နီကလည်းမင်္ဂလာပွဲကိုအမြန်ပြီးအောင်လုပ်ပြီးဆိုင်ငယ်နဲ့ရွာကိုပြန်လာဖို့လုပ်ခဲ့ပေမဲ့ဆိုင်ငယ်ကဆက်လို့မရပဲဖြစ်နေခဲ့တာကြောင့်အနားမှာရှိတဲ့စပိန်ကိုယူကရွာကိုအမြန်ပြန်လာခဲ့ပါတယ်ဒီလိုနဲ့ရွာလေးကိုရောက်လာခဲ့ပြီးရွာထိပ်ကနိုင်စင်ကအချိန်ကိုကြည့်လိုက်တဲ့အခါအချိန်ကည9 နာရီထိုးနေပြီဖြစ်တာကြောင့်စပိန်ကိုအလျင်အမြန်နင်းပြီးကြောက်ကြောက်လန့်လန့်နဲ့အိမ်ကိုပြန်လာခဲ့ပေမဲ့လမ်းမှာစပိန်မောက်သွားခဲ့တာကြောင့်လမ်းလျှောက်ပြီးအိမ်ကိုအမြန်ပြန်လာခဲ့ပါတယ်ဆန်နီတယောက်အိမ်ကိုရောက်တော့အိမ်ကတကားမကြီးကိုတောက်ဖွင့်ပြီးအိမ်ထဲကိုဝင်လာခဲ့တာတကားမကြီးကိုပိတ်ခဲ့လိုက်ပါတယ်ထိုအချိန်မှာပဲတကားပေါက်အသေးလေးကိုဖွင့်ဖို့အတွက်တော့ကအိမ်အပြင်မှာကြံနေခဲ့တာကြောင့်တကားပေါက်အသေးလေးကိုဖွင့်လို့မရပဲဖြစ်နေခဲ့ပါတယ်နောက်ပြီးအချိန်က9 နာရီ15 မိနစ်ကိုရောက်နေပြီဖြစ်တာကြောင့်ကြံရမရတဲ့အဆုံးမှာတော့တကားပေါက်အသေးလေးကိုဖျက်ဖို့ကြိုးစားခဲ့ပေမဲ့အချိန်ကနောက်ကျသွားပြီပဲဖြစ်ပါတယ်အဆိုပါချိန်မှာပဲတကားပေါက်တေးသေးလေးကသူ့အလိုလိုပွင့်လာခဲ့ပြီးကာဘူတာကရောက်ရှိလာခဲ့ကဆန်နီကိုစောင့်ကန်ခဲ့ပါတယ်မနက်ကိုရောက်လာခဲ့တဲ့အခါမှာတော့ထုံးစံအတိုင်းဆန်နီရဲ့ကြောမှာဘူကြီးတစ်ခုထွက်နေခဲ့ပြီးရွာထဲကလူတွေကလည်းဆန်နီကိုတေးသူအဖြစ်တတ်မှတ်ခဲ့ကြတာပွဲတော်တစ်ခုကျင်းပနေခဲ့ကြပါတယ်ဆန်နီရဲ့ဖခင်ကလည်းည9 နာရီမှာတကားကိုအချိန်မီမဖွင့်နိုင်ခဲ့တဲ့ဆန်နီကိုဒေါသတွေထွက်နေခဲ့ပါတယ်အဆိုပါချိန်မှာပဲအိန္ဒိယကအထုပ်ဘူးတွေနဲ့အိမ်ကိုရောက်လာခဲ့ပြီးဆန်နီရဲ့ပုံစံကိုကြည့်ကနားမလည်နိုင်ပဲဖြစ်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆန်နီကအိန္ဒိယကိုကြည့်ပြီးတကားကိုအချိန်မီမဖွင့်လိုက်နိုင်ဘူးလို့ဆိုကအိန္ဒိယကိုဖတ်ပြီးငိုရင်းနေခဲ့တာကြောင့်ဆန်နီရဲ့ဖခင်နဲ့အတူရွာသူရွာသားတွေအားလုံးလည်းနားမလည်နိုင်တဲ့အကြည့်ရတဲ့ဆန်နီတို့ကိုကြည့်ရှုနေခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ဆန်နီကသူ့ရဲ့ဖခင်နဲ့အိန္ဒိယတို့ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ဒီလိုနဲ့ဆန်နီရဲ့တငယ်ချင်းကအိန္ဒိယဟာဦးလေးရဲ့ချွေးမဖြစ်ကြောင်းဆန်နီရဲ့ဖခင်ကိုပြောပြခဲ့တဲ့အခါဆန်နီရဲ့ဖခင်တယောက်ထိလန့်သွားခဲ့ပြီးဆန်နီရဲ့အနားကိုရောက်လာခဲ့တာသူပြောတာဟုတ်လားဆိုပြီးမေးခဲ့လိုက်ပါတယ်။ဆန်နီကလည်းဖခင်ဖြစ်သူကိုဘာပြောရမှန်းမသိဖြစ်နေခဲ့တာကြောင့်သမီးတို့ကမနေ့တုန်းကလက်ထပ်ခဲ့ကြတာဖြစ်ကြောင်းအိန္ဒိယကဝင်ဖြေခဲ့ပါတယ်။အဆိုပါချိန်မှာပဲဆန်နီရဲ့ဖခင်ကမင်းကအဲ့အကြောင်းမို့မနေ့ကအကြောင်းမျိုးမျိုးပြနေတာပဲ။လက်ထပ်ပွဲသွားမှမို့လို့အိမ်တကားကိုမဖွင့်နိုင်ဘူးဆိုတာကိုငါ့ကိုမပြောဘူး။မင်းတကားကိုမဖွင့်နိုင်ဘူးဆိုရင်ငါဘယ်မှမသွားပဲအိမ်မှာစောင့်ပြီးတကားကိုဖွင့်မေးမှပေါ့လို့ဆိုကဒေါသထွက်ဆောင်တဲ့ဆန်နီကိုစုပူနေခဲ့ပါတယ်။အဲ့နောက်မှာတော့အိန္ဒိယကဒီမှာဘာတွေဖြစ်နေတာလဲဆိုပြီးမေးခဲ့တဲ့အခါဒီမှာမင်းမြင်တဲ့အတိုင်းပဲလေမင်းကငါပြောတာကိုမှယုံမမယုံတာဆိုပြီးဆန်နီကပြောခဲ့တာကြောင့်အိန္ဒိယကလည်းဒါကကျင်းစာတိုက်ခင်ရတာမှမဟုတ်တာတကယ်တော့ကူးစက်ယောဂဘိုးတစ်ခုပဲဘာမှမဖြစ်ဘူးအဲ့ဒါကြီးကိုဖျက်ဖို့အတွက်ဒေလီကဆေးရုံကိုတွားရမယ်ဆိုပြီးပြောခဲ့လိုက်ပါတယ်အိန္ဒိယရဲ့စကားကိုကြားလိုက်တဲ့ဆန်နီရဲ့ဖခင်ကလည်းငါကငါရဲ့သားနဲ့နေဖို့အတွက်အချိန်က73ရက်ပဲကြာတော့လားအဲ့ဒါကိုမင်းကခေါ်သွားအောင်မလားဆိုပြီးပြောလာခဲ့ပါတယ်အိန္ဒိယကလည်းတကယ်တော့ဆန်နီကဘာမှမဖြစ်ပါဘူးဒါတွေကရွာကလူတွေအားလုံးအယူသိနေကြတာတကယ်တော့ဒါကကူးစက်ယောဂဘိုးတစ်ခုကြောင့်ဖြစ်တာပဲဆိုပြီးပြောခဲ့တဲ့အခါဆန်နီရဲ့ဖခင်ကလည်းအားတို့နှစ်90လုံးလုံးနီလာပေါင်းစုံနဲ့အဖြေရှာပြီးပြီ
လုံးဝမတွေ့ဘူးလူတွေက73ရက်နေရင်သူ့အလိုလိုတည်သွားကြတာပဲဆိုပြီးပြန်ပြောခဲ့တာကြောင့်အိန္ဒိယကလည်းဒါဆိုဆရာဝန်တွေနဲ့ပြကြည့်ပြီးပြီလားဆိုပြီးပြန်မေးခဲ့တဲ့အခါဆန်နီရဲ့ဖခင်လည်းဘာပြောရမှန်းမသိဖြစ်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆန်နီတို့ဒေလီကဆေးရုံတစ်ခုကိုတွားရောက်ခဲ့ပြီးစစ်ဆေးမှုတွေလုပ်ခဲ့ကြပါတယ်ဒီလိုနဲ့ဆရာဝန်ကဘာမှစိုးရိမ်စရာမလိုပါဘူးအသေးစားခွဲစိတ်မှုတွေတစ်ခုလုပ်လိုက်ရင်ပျောက်သွားမှာပါဆိုပြီးပြောခဲ့တဲ့အခါဆန်နီနဲ့အိန္ဒိယလိုလည်းပြောရှင်သွားခဲ့ကြပါတယ်ဆန်နီတယောက်ခွဲရမ်းထဲကိုရောက်နေခဲ့တဲ့အချိန်အိန္ဒိယတယောက်တည်းအပြင်မှာထိုင်ဆောင်နေခဲ့ပါတယ်အဆိုပါချိန်မှာပဲဆေးရုံအဆောင်ကရောက်လာခဲ့ပြီးအိန္ဒိယကိုရေတစ်ခွက်ပေးခဲ့ကအသေးစားခွဲစိတ်မှုလေဟုတ်လားခွဲစိတ်လိုက်တော့ရောဒီအရာကပျောက်သွားမှာလေလားဆိုပြီးပြောခဲ့တဲ့အခါအိန္ဒိယတယောက်ဖိလက်အောင်နေခဲ့ပါတယ်ခဏအကြာမှာပဲဆန်နီရဲ့တငယ်ချင်းကရောက်လာခဲ့ပြီးခွဲစိတ်မှုအဆင့်ပေးကြောင်းပြောလာခဲ့တဲ့အခါအိန္ဒိယလည်းပျော်ရွှင်သွားခဲ့ပြီးဆန်နီနဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်အဲဒီနောက်မှာတော့ဆန်နီရဲ့တငယ်ချင်းဖြစ်သူကဆန်နီရဲ့ဖခင်ကိုဖုန်းဆက်ပြီးခွဲစိတ်မှုအဆင့်ပေးကြောင်းလှမ်းပြောခဲ့ပါတယ်ဒီလိုနဲ့မနက်ကိုရောက်တော့အိန္ဒိယနိုးလာခဲ့တဲ့အခါဆန်နီရဲ့ကျောင်းမှာခွဲစိတ်ထားတဲ့ပိုးကြီးဟာထပ်ထွက်လာခဲ့တာကြောင့်ဆန်နီနဲ့အတူအိန္ဒိယတို့လည်းထိလက်အောင်သွားခဲ့ကြပါတယ်အဲဒီနောက်မှာတော့ဆန်နီတို့လည်းဆေးရုံကဆင်းလာခဲ့ကြပြီးညကတွေ့ခဲ့တဲ့ဆေးရုံလုံခြုံရေးအဆောင်ကအိန္ဒိယနဲ့နှစ်ယောက်တည်းတွေ့ဆုံခဲ့ပြီးတချို့အရာတွေကဆေးဝါးနည်းပညာရေးနဲ့ကုသလို့မရကြောင်းပြောကလိပ်စာကတ်တစ်ခုကိုပေးခဲ့လိုက်ပါတယ်ရွာကိုပြန်လာခဲ့တဲ့ဆန်နီတို့ကိုဖခင်ဖြစ်သူကပျော်ရွှင်စွာနဲ့စောင့်ကြိုနေခဲ့ပြီးဆန်နီရဲ့ကြောက်ကဘိုးကြီးကိုတွေ့ခဲ့တဲ့အခါစိတ်ပြတ်သွားခဲ့ပြီးအိမ်ထဲကိုပြန်ဝင်သွားခဲ့ပါတယ်ညရောက်တဲ့အခါမှာတော့အိန္ဒိယတယောက်ယောက်ျားဖြစ်သူအတွက်စိတ်ပူနေခဲ့ပြီးဆေးရုံကလုံခြုံရေးအဆောင်ပေးခဲ့တဲ့လိပ်စာကတ်ကဖုန်းနံပါတ်ကိုဆက်ခဲ့လိုက်ပါတယ်တကယ်တော့အဆိုပါလုံခြုံရေးဟာတရေဖမ်းတဲ့အလုံးနဲ့အသက်မွေးရကြောင်းပြုနေတဲ့ဗီတာပဲဖြစ်နေခဲ့ပါတယ်နောက်တစ်နေ့မနက်မှာတော့ဆန်နီရဲ့တငယ်ချင်းဖြစ်သူကဗီတာကိုတွားရောက်ခေါ်ဆောင်လာခဲ့ပါတယ်ညရောက်တဲ့အခါဗီတာနဲ့အိန္ဒိယတို့တွေ့ဆုံခဲ့ပြီးအိန္ဒိယတို့ကြုံတွေ့နေရတဲ့အရာကသူ့အတွက်အရန်ကိုထူးဆန်းနေတာကြောင့်ရေခုန်စိတ်လှုပ်ရှားနေပြီဖြစ်ကြောင်းပြောလာခဲ့ပါတယ်အဲဒီနောက်မှာတော့ဗီတာတို့ဟာတောင်ကင်းထဲမှာရှိတဲ့စာကြောရုပ်ကြီးစီကိုထွက်လာခဲ့ကြပါတယ်တောင်ကင်းထဲကိုရောက်လာခဲ့တဲ့အခါတရေတွေကိုချီရခံတဲ့ကရိယာတစ်ခုနဲ့စာကြောရုပ်အနားကိုကတ်သွားခဲ့ပြီးတောင်ကင်းထဲမှာရှိတဲ့တရေနဲ့ဆက်သွယ်ကဗကြီးတစ်ခုကိုဆွဲနေခဲ့ပါတယ်အဆိုပါချိန်မှာပဲစာကြောရုပ်ကအပတ်ဝင်လာခဲ့ပြီးအိန္ဒိယတို့ကိုချောင်းလန့်ခဲ့တာကြောင့်ဗကြီးဆွဲနေတဲ့ဗီတာကိုဆွဲခေါ်ပြီးရွာထဲကိုပြန်ပြေးလာခဲ့ကြပါတယ်ဒီလိုနဲ့မနက်ကိုရောက်တော့ဗီတာကသူညကတရေနဲ့ဆက်သွယ်ပြီးရေးဆွဲထားတဲ့ဗကြီးကားကိုကြည့်ကငါတို့ရေသွေးရှိတဲ့အိမ်ကိုရှာရမယ်ဒီရွာမှာရေသွေးရှိတဲ့အိမ်ကဗမာလဲဆိုပြီးဆန်နီတို့ကိုမေးမြန်းခဲ့ပါတယ်နောက်ပြီးဗီတာကညကတောင်မူကင်းလေးကိုသွားတော့ကတရေတွေရဲ့အတန်ကိုဖားထားတဲ့အတန်ဖတ်ဆက်တစ်ခုကိုထုတ်ပြီးနားထောင်ကြည့်ခဲ့တဲ့အခါခိုးကူဆိုတဲ့နဘာသမားတယောက်ရဲ့ရေသွေးနာကအိမ်ဆိုတာကိုသိရှိသွားခဲ့ကြပါတယ်ညရောက်တော့ခိုးကူဆိုတဲ့နဘာသမားတယောက်ရဲ့အိမ်ကိုတွားရောက်ပြီးသူ့ရဲ့အိမ်ထဲမှာရှိတဲ့ရေသွေးတစ်ခုရဲ့ဘေးကမြေတွေကိုတူးဖော်ခဲ့ကြပါတယ်ဒီလိုနဲ့ခဏအကြာအယိုးစုတွေနဲ့ခေါင်းဆောင်တစ်ခုကိုဗီတာတို့တူးဖော်တွေ့ရှိခဲ့ကြပါတယ်အဲဒီနောက်ဗီတာကတူးဖော်ရရှိခဲ့တဲ့ခေါင်းဆောင်ကိုယူလိုက်ပြီးသူ့ရဲ့စိတ်နဲ့အာရုံခံခဲ့တဲ့အခါငါတို့ဒီအယိုးတွေကိုမီးရှို့ဖျက်ဆီးလိုက်ရင်ဆန်နီမှာရှိတဲ့ပိုးကြီးလည်းပျောက်ကင်းသွားလိမ့်မယ်ဆိုပြီးပြောခဲ့လိုက်ပါတယ်အဆိုပါချိန်မှာပဲသူတို့ရဲ့ဘေးမှာရှိတဲ့ခြုံပုံထဲမှာကြောက်စရာကောင်းတဲ့အတန်ကြီးနဲ့အတူမျက်လုံးနီနီနဲ့ခွေးကြီးတစ်ကောင်ရောက်ရှိလာခဲ့တာကြောင့်အိန္ဒိယကသူမရဲ့ပဝါအစားကိုလက်ကင်တုံးမှာပတ်လိုက်ပြီးမီးရှို့ကချောင်းလန့်ခဲ့ပါတယ်ဒီလိုနဲ့တိတ်မကြခင်မှာပဲအိမ်ထဲကနေဒေါသကြီးထွက်နေတဲ့အရက်ပူပူနဲ့တရေကာကူတာကထွက်လာခဲ့တာကြောင့်ဗီတာကကာကူတာနဲ့စကားပြောဖို့ကြိုးစားခဲ့ပေမဲ့ဒေါသကြီးထွက်နေခဲ့တဲ့ကာကူတာကတော့သူ့ရဲ့အစွမ်းနဲ့ဗီတာကိုတိုက်ခိုက်ခဲ့ပါတယ်နောက်ပြီးမြေကြီးထဲမှာရှိနေတဲ့အယိုးစုတွေကိုကြည့်ပြီးအော်ဟစ်နေခဲ့တာကြောင့်အခြေအနေတွေကိုသဘောပေါက်သွားခဲ့တဲ့ဆန်နီတို့လည်းအယိုးစုတွေကိုအမြတ်ပြန်ဖုံးခဲ့ရပါတယ်အဲဒီနောက်မှာတော့ကာကူတာကအိန္ဒိယရဲ့အနားကိုကတ်လာခဲ့တဲ့အခါအကြောင်းလည်းမရှိတဲ့အိန္ဒိယကသူ့ရဲ့လက်ထဲမှာရှိတဲ့မီးလုံးနဲ့ကာကူတာကိုတိုက်ခိုက်ခဲ့တာကြောင့်ကာကူတာလည်းတောက်ကွယ်သွားခဲ့ပါတယ်ဒီလိုနဲ့မနက်ကိုရောက်တော့ဗီတာတယောက်ရေရင်းနာကမြေကြီးတွေကိုတူးပေါ်တော့ကရရှိခဲ့တဲ့ခေါင်းဆောင်မှာစက်ကတ်တစ်ခုရဲ့အမတ်တစိတ်ကိုရုတ်တရက်တွေ့ရှိသွားခဲ့ပါတယ်တစ်ဖက်မှာလည်းဆန်နီကအိန္ဒိယရဲ့မိဘတွေနဲ့တွေ့ဆုံနေခဲ့ပြီးဆန်နီရဲ့ကြောကဘိုးကြီးကိုကြည့်တာမင်းကမကြခင်တရားတော့မှာမလားအဲ့ဒီအခါကျရင်ငါရဲ့သမီးကမိုးဆုံးမဖြစ်သွားလိမ့်မယ်လို့ပြောဆိုကဓာတ်ပုံအေဗန်တစ်ခုကိုပေးပြီးအိန္ဒိယနဲ့တင်းတော်မဲ့လူတစ်ယောက်ကိုမင်းစိတ်ကြိုက်ရွေးပေးပါဆိုပြီးအိန္ဒိယရဲ့ဖခင်ကပြောနေခဲ့ပါတယ်အဆိုပါချိန်မှာပဲဗီတာကရောက်ရှိလာခဲ့ပြီးအုတ်ထုံးမှာပါတဲ့စက်ကအမတ်တစိတ်ကိုအိန္ဒိယကိုပြောပြဖို့လုပ်ခဲ့လိုက်ပါတယ်အဲဒီနောက်မှာတော့အိန္ဒိယကသူ့ရဲ့မိဘတွေနဲ့ဗီတာကိုမိတ်ဆက်ပေးခဲ့တဲ့အခါဗီတာကအင်္ဂလိပ်လိုနှုတ်ဆက်ခဲ့တာကြောင့်အိန္ဒိယရဲ့ဖခင်လည်းဗီတာကိုသဘောတွေကျနေခဲ့ပါတယ်ဗီတာနဲ့အိန္ဒိယတို့အိမ်ထဲကိုဝင်သွားခဲ့ကြတဲ့အခါဗီတာကိုသဘောကျနေတဲ့အိန္ဒိယရဲ့ဖခင်ကလည်း
သူ့ရဲ့သမီးကဗစ်တာလိုလူနဲ့ပဲတင့်တော်တယ်ဆိုပြီးပြောခဲ့တဲ့အခါဆန်နီတယောက်ဘာပြောရမှန်းမသိဖြစ်သွားခဲ့ပါတယ်ဒီလိုနဲ့ဗစ်တာကအိန္ဒိယကိုခေါင်းဆောင်ပေါ်မှာသူ့ရှာဖွေတွေ့ရှိခဲ့တဲ့ဂိုရဲစက်ကအဖွဲ့တစ်ခုရဲ့အကြောင်းကိုရှင်းပြခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆန်နီတယောက်ဆိုင်ကယ်ဆက်ကိုနှိုးနေပေမဲ့မရတာကြောင့်ဗစ်တာကရောက်လာခဲ့ပြီးဆိုင်ကယ်ဆက်ကိုနှိုးကဂိုရဲစက်ကအဖွဲ့စီကိုအိန္ဒိယနဲ့နှစ်ယောက်တည်းထွက်လာခဲ့ပါတယ်ဆန်နီကတော့ချစ်ရသူအိန္ဒိယကိုဗစ်တာနဲ့တဝင်းနေတုံနေခဲ့ပြီးရှင်ဒီကွဲကတယောက်တည်းကျန်ရစ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆန်နီတယောက်73ရက်နေလို့သူသာတကယ်တည်သွားခဲ့ရင်ချစ်ရသူအိန္ဒိယကိုမုံစုံမဘဝအဖြစ်နဲ့မကြံ့ရဲခဲ့စေချင်တာကြောင့်ဗစ်တာကိုသဘောမကျပေမဲ့သူနဲ့တာလက်ထပ်လိုက်ဖို့ကိုစရဲခဲ့ပြီးကိုဇေကြိုချတည်ဖို့ကြိုးစားခဲ့ပါတယ်တစ်ဖက်မှာလည်းဗစ်တာတို့ကဂိုရဲစက်ကတ်ကိုရောက်ရှိသွားခဲ့ပြီးရာတိုဒီရွာနဲ့ပတ်သက်တဲ့အကြောင်းတွေကိုစက်ကတ်ပိုင်ရှင်ကိုမေးမြန်းခဲ့ပါတယ်လွန်ခဲ့တဲ့65နှစ်ခန့်ကသူတို့ဂိုရဲစက်ကတ်အဖွဲ့တွေရာတိုဒီလို့ခေါ်တဲ့ရွာလေးကိုတွားရောက်ဖျက်ပေးခဲ့ကြပြီးဂူလက်ဆိုတဲ့လူပူလေးကသူ့ရဲ့အုတ်ထုတ်လေးနဲ့လူတွေစီကငွေတွေကိုကောက်ခံနေတယ်။ထူးခြားတာကဂူလက်ကလူသားပုတ်ပေမဲ့သူ့မှာအစွမ်းတစ်ခုရှိကြောင်းနဲ့သူ့ရဲ့ညာဘက်ခြေထောက်နဲ့ထိလိုက်ရင်ဘယ်ယောဂမဆိုချက်ချင်းတောက်သွားလိမ့်ရှိကြောင်းနဲ့သူ့ရဲ့အစွမ်းဟာတစ်ပတ်မှာအင်္ဂါနေ့ည9နာရီမှသာအစွမ်းနေရတာဖြစ်ကြောင်းပြပြခဲ့ပါတယ်။ဒီလိုနဲ့ဂူလက်ကရွာမရှိရဲ့လူတွေကိုသူ့ရဲ့အစွမ်းနဲ့ကူညီပေးရပြီးရွာမရှိရဲ့လူတွေအားလုံးကလည်းဂူလက်ကိုချစ်ခင်ကြတာကြောင့်စက်ကတ်အဖွဲ့တွေပြန်သွားခဲ့ကြပေမဲ့ဂူလက်ကတော့ရာတိုဒီရွာမှာပဲကျန်ခဲ့ပြီးနောက်ပိုင်းမှာသူ့ရဲ့အကြောင်းတွေမကြားရတော့ကြောင်းစက်ကတ်ပိုင်ရှင်ကရှင်းပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အိန္ဒိယတို့ဆန်နီရဲ့အိမ်ကိုရောက်လာခဲ့တဲ့အခါအိမ်ရှိမှလူတွေအများကြီးရှိနေခဲ့ပြီးဆန်နီရဲ့ဖခင်ကထွက်လာခဲ့တာငါရဲ့သားကမင်းကြောင့်သူ့ကိုယ်သူတတ်တယ်တော့မလို့လုံနေခဲ့တာဖြစ်ကြောင်းပြောနေအောင်ပါပဲ။ဆန်နီတယောက်တာငါကျိုးတက်လက်နဲ့အိမ်အပြင်ကိုထွက်လာခဲ့ပါတယ်။ဆန်နီရဲ့ဖခင်ဖြစ်သူနဲ့အစိမပြေဖြစ်နေတဲ့အိန္ဒိယကိုဆန်နီကမင်းထွက်သွားလိုက်ပါတော့ဆိုပြီးပြောဆိုခဲ့တာကြောင့်အိန္ဒိယတယောက်ဆန်နီပြောတဲ့စကားကိုလုံးဝနားမလည်နိုင်ဖြစ်သွားခဲ့ရပြီးဝမ်းနည်းစွာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်ကိုပြန်ရောက်လာခဲ့တဲ့အိန္ဒိယကိုအမဖြစ်သူကိုမာဒီကနှစ်သိမ့်ပေးနေခဲ့ပါတယ်။ဒီလိုနဲ့အိန္ဒိယကဆန်နီနဲ့ရွာသူရွာသားတွေကဘာအပြစ်တွေလုပ်ခဲ့လို့ဂူလက်ရဲ့အပြစ်ပေးခြင်းကိုခံနေရရလဲဆိုပြီးပြောခဲ့တဲ့အခါကိုမာဒီတယောက်ရုတ်တရက်ပြောင်းလဲသွားခဲ့ပြီးရွာသူရွာသားတွေကပဲဂူလက်ရဲ့အိမ်ကိုမိရှုဖျက်ဆီးခဲ့တယ်ဆိုပြီးပြောလာခဲ့တာကြောင့်အိန္ဒိယလည်းအံ့ဩသွားခဲ့ပြီးခုနကဘာပြောတာလဲဆိုပြီးကိုမာဒီကိုပြန်မေးခဲ့ပါတယ်။အဆိုပါချိန်မှာပဲကိုမာဒီတယောက်အတိစိတ်ပြန်ဝင်သွားခဲ့ပြီးခုနကဘာပြောမိလို့လဲဆိုပြီးအိန္ဒိယကိုပြန်မေးခဲ့တဲ့အခါဂူလက်ရဲ့အကြောင်းကိုပြောတာလေဆိုပြီးပြောခဲ့တဲ့အခါမှာတော့သူ့အကြောင်းကိုလုံးဝမသိကြောင်ပြောကအခန်းထဲကိုပြန်ဝင်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့အိန္ဒိယတယောက်ဗစ်တာနဲ့တွေ့ဆုံခဲ့ပြီးအမဖြစ်သူကိုမာဒီကဂူလက်ရဲ့အကြောင်းတွေကိုသိနေကြောင်ပြောပြခဲ့ပါတယ်။အရင်နှစ်တွေတုန်းကသူအိတ်နေရင်ရောက်ပြီးအပြင်နေလမ်းလျှောက်ထွက်တော့ကအိမ်ကိုပြန်ရောက်လာတိုင်းသူ့ရဲ့ခြေထောက်မှာရှုပ်နေပိနေတဲ့အကြောင်းနဲ့သူမရဲ့အိတ်နေရင်ရောက်ပြီးလမ်းလျှောက်ထွက်ပြီးမနက်မှပြန်ရောက်လာတဲ့အကျင့်ကြောင့်ရွာသားတွေကသူ့ကိုမကောင်းတဲ့မိန်းမဆိုပြီးဝိုင်းပြောကြတယ်။အဲ့လိုတွေကြောင့်ပဲသူမဟာကိုအပြစ်ပေးတဲ့အနေနဲ့သူမရဲ့အိတ်ခန်းကိုအပြင်ကနေလောချပြီးအခန်းအောက်နေထိုင်ခဲ့တာဖြစ်ကြောင်းဗစ်တာကိုရှင်းပြခဲ့တဲ့အခါဗစ်တာကပစ္စည်းလေးတစ်ခုကိုထုတ်ပြီးဒါကိုသူမရဲ့ကိုယ်ပေါ်မှာတက်ဆင်ပေးလိုက်နောက်ပြီးသူ့ရဲ့အခန်းတကားကိုဖွင့်ထားပေးလိုက်ဒီညငါတို့သူ့ရဲ့အနောက်ကိုလိုက်ရမယ်ဆိုပြီးအိန္ဒိယကိုပြောခဲ့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဂူမာရီတယောက်အိမ်နေရင်ရောက်ပြီးရှောက်သွားတဲ့အနောက်ကိုဗစ်တာနဲ့အတူလိုက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းဆန်နီတယောက်တငယ်ချင်းဖြစ်သူရဲ့စပင်ညက်ဆိုင်ကိုရောက်နေခဲ့ပြီးမနေ့ဖြန်ဆိုရင်ငါရဲ့စာပနာနေကိုရောက်ပြီးအဲ့ဒီတော့နောက်ဆုံးအနေနဲ့ငါချစ်ရတဲ့အိန္ဒိယရဲ့မျက်နှာလေးကိုကြည့်ကျင်တယ်လို့ဆိုကတငယ်ချင်းဖြစ်သူကိုပြောခဲ့လိုက်ပါတယ်ဗစ်တာနဲ့အိန္ဒိယတို့လည်းဂူမာဒီရဲ့အနောက်ကိုလိုက်ရင်တောင်မူကင်းကြီးအနားကိုရောက်လာခဲ့ကြပါတယ်ဆန်နီတို့ကလည်းအိန္ဒိယရဲ့အိမ်ကိုဆိုင်ကယ်နဲ့လာရင်တောင်မူကင်းကြီးအနားကိုရောက်လာခဲ့တဲ့အခါဂူမာဒီကိုရုတ်တရက်တွေ့လိုက်တာကြောင့်ဆိုင်ကယ်လဲသွားခဲ့ပါတယ်ဒီလိုနဲ့ဆန်နီနဲ့အိန္ဒိယတို့တွေ့ဆုံခဲ့ကြပြီးဆန်နီကအိန္ဒိယကိုတောင်းပန်ခဲ့ရာအလွမ်းနေတက်နေခဲ့ကြပြီးဂူမာဒီရဲ့အနောက်ကိုလိုက်ပါခဲ့ကြပါတယ်ဂူမာဒီကတော့တောင်မူကင်းကြီးအလဲကစာကြောရုပ်ကြီးကိုကြည့်ပြီးရင်မောနေခဲ့တာကြောင့်ဖီတာကသူ့မှာပါတဲ့တရေဖန်ကရိယာတွေကိုထုတ်ပြီးပြင်ဆင်နေခဲ့တဲ့အချိန်ရုတ်တရက်ဆိုသလိုကောင်းကင်ကြီးလည်းမဲမောင်သွားခဲ့ပြီးဂူမာဒီလည်းလဲကျသွားခဲ့ပါတယ်အဆိုပါချိန်မှာပဲစာကြောရုပ်ကြီးကအိန္ဒိယတို့ဘက်ကိုလှည့်လာလိုက်တာကြောင့်အားလုံးထိတ်လန့်သွားခဲ့ကြပြီးဖီတာကသူ့မှာပါတဲ့မင်းကြီးကိုထုတ်ကချင်းချောက်နေတော့မှာပဲဆန်နီရဲ့တငယ်ချင်းကဖီတာရဲ့လက်ထဲကမင်းကြီးကိုယူပြီးပြစ်လိုက်တာကြောင့်စာကြောရုပ်ကြီးလည်းမီးဆွဲလောင်သွားခဲ့ပါတယ်အဆိုပါချိန်မှာပဲဒေါသတွေထွက်နေတဲ့ကာကူတာတယောက်ရောက်ရှိလို့လာခဲ့ပြီးသူ့ရဲ့ညာဘက်ခြေထောက်နဲ့မြေကြီးကိုစောင့်ချလိုက်တဲ့အချိန်မြေကြီးလည်းအကွဲလို့သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အိန္ဒိယကကျမတို့ကိုကာလာမိုင်းကလွတ်လိုက်တာ
ရှင့်ရဲ့အိမ်ကိုဘသူကမီးရှို့ဖျက်ဆီးခဲ့ရလဲဆိုပြီးမေးခဲ့တဲ့အခါကာကူတာတယောက်ရုတ်တရက်တက်ွယ်သွားခဲ့ပြီးခွန်မာဒီရဲ့ခန္ဓာကိုယ်ရဲ့ကိုဝင်မှုသွားခဲ့ပါတယ်အဲ့နောက်မှာတော့ကာကူတာကငါ့ကိုအရင်ကငါတို့ဒီမှာရှိတဲ့ရွာသူရွာသားတွေအားလုံးကချစ်ခင်ကြတယ်ဒါပေမဲ့နဗန်းသမားကိုကူကတော့ငါ့ကိုမုန်းနေတယ်သူကလည်းလူတွေရဲ့ဝေဒနာကိုကုသပေးရလူတယောက်ပဲအားကြောင့်သူကုသပေးနေတဲ့လူတွေမရှိတော့ဘူးဆိုပြီးသူကထင်နေခဲ့တာအဲ့ဒါကြောင့်သူကရှင်ဘူရဲ့အမေမုတ်ဆုံမခံစားကိုအသုံးချခဲ့တယ်ငါကရှင်ဘူကိုအယမ်းကိုခင်ခဲ့တာဒီလိုနဲ့အင်္ဂါနေ့ညတညမှာပဲရှင်ဘူကငါစီကိုရောက်လာပြီးသူ့ရဲ့အမေကျောမှာဒဏ်ရာရနေလို့ငါ့ကိုကုသပေးဖို့လာခေါ်ခဲ့တယ်ငါကလည်းမိမတွေကိုမထိဘူးလို့ပြောပေမဲ့ရှင်ဘူကငါ့ကိုစုပ်ခေါ်သွားတယ်အိမ်ကိုရောက်တော့ခံငါ့ကိုထိအောင်မထိရသေးပဲကိုကူနဲ့ရွာသားတွေကရောက်လာပြီးငါတို့ကိုဝိုင်းရိုက်ခဲ့ကြတယ်အဲ့ဒါတည်းမကသေးပဲငါရဲ့အိမ်ကိုမီးရှို့ဖျက်ဆီးခဲ့ကြတယ်အဲ့ဒါနဲ့ငါလည်းထွက်ပြေးရင်ရွာထဲမှာရှိတဲ့အိမ်တွေကိုတကားခောက်ပြီးအကူအညီတောင်းခဲ့ပေမဲ့ငါ့ကိုတယောက်မှတကားဖွင့်ပြီးမကူညီပေးခဲ့ကြဘူးကိုကူကလည်းခံငါတို့သားအမိကိုတက်ပြစ်ပြီးသူ့ရဲ့အိမ်တော်ဖေးမှာနေမြုပ်ခဲ့တာငါကလည်းဒဏ်ရာတွေနဲ့ထွက်ပြေးရင်တောင်မူကြီးကြီးတွေကစာကြောရုပ်ကြီးအနာကိုရောက်လာတယ်နောက်ပြီးနိုင်ပေါင်းများစွာစာကြောရုပ်ကိုဖတ်ပြီးဒဏ်ရာတွေကိုအကျိတ်နေခဲ့ရတာအဲ့ဒီကနေစပြီးငါတို့ဒီကလူတွေအားလုံးငါအတွက်တကားပေါက်တေးသေးလေးတွေလုပ်ပြီးအင်္ဂါနေ့ည9:15ဆိုတာနဲ့တကားကိုဖွင့်မရတယ်တကယ်လို့မဖွင့်ပေးရင်ယောက်ျားသားတယောက်ရဲ့ကြောမှာ73ရက်လောက်ပူကြီးထွက်အောင်လုပ်ပြီးငါဝေဒနာတွေခံစားသလိုမျိုးသူတို့ကိုခံစားခိုင်းခဲ့တယ်အဲ့ဒါပြီးမှပဲသူတို့တရားမယ်ဆိုပြီးပြောခဲ့တဲ့အခါဗီတာကအဲ့ဒီချိန်စာကိုဘယ်လိုဖျက်ရမလဲဆိုပြီးကာကူတာကိုချော့မော့ပြီးပြေးခဲ့ပါတယ်ကာကူတာကလည်းဒီချိန်စာကိုဘယ်သူမှဖျက်လို့မရဘူးအဲ့ဒါကငါ့ရဲ့ချိန်စာပဲလို့ပြောကပြက်ွယ်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဗီတာတယောက်ကာကူတာကိုကျွတ်အောင်လုပ်ဖို့အတွက်စဉ်းစားနေခဲ့ပြီးအကြံတစ်ခုရရှိသွားခဲ့ပါတယ်ကာကူတာရဲ့အစွမ်းတွေကသူ့ရဲ့ညာဘက်ခြေထောက်မှာရှိတာအဲ့ဒါဆိုငါတို့သူ့ရဲ့ညာဘက်ခြေထောက်ကိုဖြတ်နိုင်ရင်ချိန်စာလေးပြတ်သွားလိမ့်မယ်ဆိုပြီးပြောခဲ့လိုက်ပါတယ်နောက်တစ်နေ့မှာတော့ဗီတာတို့ဟာရွာတွေကယောက်ျားသားမရှိတဲ့အိမ်တအိမ်ကိုရှောက်ပေးခဲ့ပြီးကာကူတာရဲ့ချိန်စာကိုပယ်ဖျက်ဖို့အတွက်အကူအညီတောင်းခဲ့လိုက်ပါတယ်တစ်ဖက်မှာလည်းဆန်နေကတေကန်ဒီတရက်ပဲလိုတော့တာကြောင့်ပြင်ဆင်စရာရှိရာတွေကိုပြင်ဆင်နေခဲ့ပါတယ်ဒီလိုနဲ့ညဘက်ကိုရောက်တဲ့အခါဗီတာတို့ကကာကူတာဝင်မဲ့တကားပေါက်တေးသေးလေးကိုဖျက်ဆီးခဲ့လိုက်ပြီးစောင့်ဆိုင်နေခဲ့ကြပါတယ်ခဏအကြာမှာပဲကာကူတာရောက်ရှိလာခဲ့ပြီးအထဲမှာထိုင်နေတဲ့ခွန်မာဒီကိုစိုက်ကြည့်နေခဲ့တဲ့အချိန်ဗီတာကအနောက်ကနေကာကူတာရဲ့ညာဘက်ခြေထောက်ကိုဖျက်ဖို့လုပ်နေတော့မှပဲဆန်နီကရောက်လာခဲ့တာကြောင့်ကာကူတာကအနောက်ကိုလှည့်ကြည့်လိုက်ချိန်မှာပဲဗီတာကိုတွေ့မြင်သွားခဲ့ပြီးရုတ်တရက်တောက်ွယ်သွားခဲ့ကခွန်မာဒီကိုဝင်ပုသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ခွန်မာဒီရဲ့ခန္ဓာကိုယ်လေးကိုပူကတ်ထားတဲ့ကာကူတာကဗီတာတို့ကိုတိုက်ခိုက်ခဲ့ပါတယ်ဗီတာတို့ကလည်းကာကူတာကခွန်မာဒီကိုပူကတ်ထားခဲ့တာကြောင့်ဘာမှပြန်လုပ်လို့မရပဲဖြစ်နေခဲ့ပါတယ်အဆိုပါချိန်မှာပဲဆန်နီကမိန်းကလေးတယောက်ရဲ့ခန္ဓာကိုယ်လေးကိုဝင်ပြီးငါတို့ကိုတိုက်ခိုက်နေတာမရှက်ဘူးလားမင်းမယောက်ျားဆိုရင်ထွက်လာပြီးငါတို့ကိုတိုက်လေဆိုပြီးပြောဆိုခဲ့တာကြောင့်ကာကူတာတယောက်ခွန်မာဒီရဲ့ကိုယ်လေးကနေထွက်လာခဲ့ပြီးဆန်နီကိုတိုက်ခိုက်ခဲ့ပါတယ်ကာကူတာတယောက်ဆန်နီကိုတိုက်ခိုက်နေခဲ့တဲ့အချိန်ဗီတာကအနောက်ကနေခြေထောက်ကိုဖျက်ဖို့ကြိုးစားခဲ့ပေမဲ့ကာကူတာကခွန်မာဒီရဲ့ကိုယ်လေးကိုပြန်ဝင်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကာကူတာကဗီတာကိုရင်းနှီးတတ်ဖို့ကြိုးစားနေတော့မှပဲခွန်မာဒီရဲ့ကိုရေးထိသွားခဲ့တဲ့အခါခွန်မာဒီရဲ့ခန္ဓာကိုပြောင်းလဲသွားတာကိုတတိထားမိတဲ့ဗီတာကခွန်မာဒီရဲ့ခေါင်းကိုရင်းနှီးခဲ့တဲ့အခါကာကူတာတယောက်ခွန်မာဒီရဲ့ကိုယ်လေးကနေထွက်ပြေးသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဗီတာကအပြင်ကိုထွက်လာခဲ့ပြီးရှင်မူတို့သားအမိရဲ့အယိုးစုတွေကိုမီးရှို့ဖျက်ဆီးခဲ့လိုက်ပါတယ်အဆိုပါချိန်မှာပဲကာကူတာကပြန်ထွက်လာခဲ့ပြီးဗီတာကိုတိုက်ခိုက်နေခဲ့တဲ့အချိန်ခွန်မာဒီကရောက်လာခဲ့ပြီးကာကူတာကိုကြည်ကြည်နာနာဆက်ဆက်နေခဲ့တာကြောင့်ကာကူတာကလည်းခွန်မာဒီကိုကြည့်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ခွန်မာဒီကအသစ်ပါလာတဲ့သစင်းကိုဗီတာစီကိုပြစ်ပေးခဲ့လိုက်ပါတယ်ဗီတာကလည်းခွန်မာဒီပြစ်ပေးလိုက်တဲ့သစင်းကိုအလင်းအမြန်ကောက်ယူပြီးကာကူတာရဲ့ညာဘက်ခြေထောက်ကိုဖျက်ခဲ့တဲ့အခါကာကူတာတယောက်တဖြည်းဖြည်းပြောက်ွယ်သွားခဲ့ပါတယ်တကယ်တော့အိန္ဒိယကခွန်မာဒီလိုဟန်ဆောင်ပြီးဗီတာကိုကူညီပေးခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့မနက်ကိုရောက်တဲ့အခါမှာတော့ဗီတာနဲ့အိန္ဒိယတို့ဆန်နီတို့စီကိုရောက်လာခဲ့တဲ့အခါဆန်နီလည်းမတေတော့တလို့သူ့ရဲ့ကြောမှာရှိတဲ့ဘူကြီးလည်းပြောက်ွယ်သွားခဲ့တာကြောင့်ဆန်နီနဲ့အိန္ဒိယတို့လည်းပျော်ရွှင်နေခဲ့ကြပါတယ်ဒီလိုနဲ့ကိစ္စတွေအားလုံးလည်းပြီးစီးသွားခဲ့ပြီးတားဖြစ်သူဆန်နီကိုပေတွေးဝါကနေမရရအောင်တည်တင်ပေးခဲ့တဲ့အိန္ဒိယကိုလည်းဆန်နီရဲ့အဖေကချွေးမအဖြစ်လက်ခံခဲ့လိုက်ပြီးဆန်နီတို့မိသားစုလည်းအရန်ကိုပျော်ရွှင်သွားခဲ့ကြတာဇာတ်လမ်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်ယခုကျွန်တော်တင်ဆက်ပေးတော့ဇာတ်လမ်းလေးကိုစိုက်နေတတ်တဲ့ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးနောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်အားပေးကြပါဦးခင်ဗျာ